မင်္ဂလာပါကျွန်တော်တို့ Asian Office Solution ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတစ်ဖက်မှာတော့ကျွန်တော်တို့ပုံမှန်လုပ်နေကြ product review မဟုတ်ဘဲねကျွန်တော်တို့ရဲ့ဝန်ဆောင်မှု service အကြောင်းလေးကိုရှင်းလင်းပြသပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ကိုစုံဝင်းထွန်းပါတင်ယုံမှာလိုအပ်တဲ့ပစ္စည်းတွေဝယ်ဖို့အများလုံးလို့အချိန်နဲ့လွင်ရမလို့မငါဖြစ်နေပါသလားနေ့စဉ်ကကြက်သည့်ဂျားတွေကနေပစ္စည်းကောင်းတွေရှောက်ဖွေဝယ်ယူဖို့ဘယ်နေရာကနေပြီးတော့အစရှာမှန်းမသိဖြစ်နေပါလား Asian Office Solution ဆိုရင်ယခုလိုပြဿနာများကိုအကောင်းဆုံးနည်းလမ်းများနဲ့ဖြေရှင်းပေးလျက်ရှိတဲ့ service ကိုထောက်ပံ့ပေးမယ့် company တစ်ခုဖြစ်ပါတယ် Asian ရဲ့ service ကိုအသုံးပြုခြင်းအဖြစ်မိမိရဲ့အချိန်လူအင်အားတတိတသာလျှော့ချသွားပြီးတော့ရုံးမှာပို့ပြီးတော့ productive ဖြစ်စီမှာတော့အမှန်ပါပဲဖြစ်ပါတယ် Asian ဟာရုံးချင်းရဲ့အဓိကလိုအပ်ချက်တွေဖြစ်တဲ့ stationery အဖြစ်ကို book and pack envelope and packaging paper and label writing and correction filing and storage tags and personal accessory အစရှိတာတွေဝယ်ယူရရှိနေမှာဖြစ်ပြီးတော့ large product တွေဖြစ်တဲ့ office equipment planning and presentation facility management အစရှိတာတွေကို product range ကျေပြန့်စွာဖြစ်ရရှိနိုင်တဲ့အပြင်ကို hygiene ပိုင်းတွေကိုအသက်ရဆုံး maintain လုပ်ဖို့အတွက် personal hygiene and grocery housekeeping and kitchen accessory အစရှိတဲ့ category တွေကိုလည်းထားရှိပေးထားတာဖြစ်ပါတယ်။ထို့အပြင်ကျန်းမာရေးနဲ့ beverage ပိုင်းတွေဖြစ်တဲ့ health safety, pantry product နဲ့ရုံးရဲ့ safety အတွက် safety equipment, entertainment တွေအတွက် entertainment audio equipment တွေဆိုပြီးတော့မှ office supply item တွေကိုတောက်ပေါင်းစုံကနေပြီးတော့မှရောင်းချပေးလျက်ရှိပါတယ်။ Asian ကနေပြီးတော့မြန်မာငွေတောင်းကျပ်ဖို့အထက်ဝယ်ယူတာနဲ့ရန်ကုန်မြို့တွင် free delivery service တွေပို့ဆောင်ပေးပါတယ်။နေ့ရက်အတွင်းပို့ဆောင်ပေးတာဖြစ်ပြီးတော့ delivery မှာ product တွေကနေနှီးမျိုးစုံကြောင့်ပစ္စည်းချိုးရင်းခဲ့သည်ရှိတော့3-day return policy နဲ့ပြန်လည်အကြောင်းကြားလို့ရပါတယ်။အထက်ပါ product category ကိုကျွန်တော်တို့ယခုပြသထားတဲ့ပို့ပြီးတော့မှကျေပြန့်စွာ explore လုပ်နိုင်ဖို့ www.hn.officesolution.com ကိုဝင်ရောက်လေ့လာဝယ်ယူနိုင်မှာဖြစ်ပါတယ်။ Asian မှာနေ့စဉ် product အသစ်တွေဝန်ဆောင်မှုအသစ်တွေကို social media တွေဖြစ်တဲ့ Facebook, Instagram, Twitter အစရှိတာတွေမှာတင်ပေးလျက်ရှိတာကြောင့် follow လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ရပါတယ်။ Digital marketing channel တွေဖြစ်တဲ့ Google Business, HubSpot အစရှိတာတွေမှာလည်း active ဖြစ်နေတဲ့ရှိပြီးတော့မှ product အသစ်တွေကိုဝယ်ယူအသုံးပြုတဲ့အခါမှာအခက်အခဲရှိခဲ့သည်ရှိတော့အသုံးပြုပုံနဲ့ review တွေကိုပတ်စင်တင်ထားပေးတဲ့ရှိတဲ့ YouTube channel များမှာလည်းတွားရောက်ကြည့်ရှုနိုင်ပါတယ်။ Asian ကနေပြီးတော့ဝယ်ယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ service hotline တွေဖြစ်တဲ့09777005641 09777005642 09777005642တို့ကိုလည်းဆက်သွယ်မှယူနိုင်မှာဖြစ်ပါတယ်။အားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ။